ကျွန်တော်တို့ပေတော့ပြပနိုင်ငံအသီးသီးမှာရဟင်းနေတဲ့အမျိုးများအလုံးတာလီစောပါဒါရဘူးပါတယ်ဟုတ်ပါတယ်ဒီကနေ့မှနေပြီကကျွန်တော်တို့စေတနာအရခပြည်သူအကျိုးစီခံ၏ပုံမှန်လေပတ်နိုင်ဖို့အတွက်လူနှမ်းပြီးလာတဲ့အလှရှောင်းကိုမှတ်တတ်အောင်ကာရပရုချံပါတယ်ဟုတ်ပါတယ်သူတို့ကသူလေးဆလုံးဟန်ကြီးကိုတိုးတိုးနဲ့မိသားစုရန်ကုန်ဖိုက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့စေနာအရခပြည်သူအကျိုးစီခံတိုင်းနဲ့နိုင်သည်ကြောက်ဖူဖဲမှာတခုပုံနှကျွမ်းနေမှာတခုဒီစီခံတည်သည်ပုံမှန်နေပြီအခုရှင်ခါမှာစိုက်ရှောင်းပြည်သူတိအခက်ခဲဖိုက်နေပြည်သူတိကိုများစွာကုန်နေရတဲ့ခါမှာကျွန်တော်တို့စီခံအခက်ခဲဖိုက်လာစတဲ့အများကြီးဟင်းပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့နေပြီအခုပန်အခက်ခဲဖိုက်နေဆိုအကောင့်တိကိုလေးတောင်းနေပြီကျွန်တော်တို့စီခံပေးမှာတောင်းထားတဲ့အကောင့်အတီးနဲ့ပတ်သက်ပြီးအခုအလူရှောင်းအမျိုးများအားလုံးလေးသိကဖို့ဖိုက်ပါတယ်အခုပန်နေပြီကျွန်တော်တို့ပြည်သူတိကိုစီကူသားဖို့အတွက်စီဝဝေယူသုံးစစ်ရိုက်နောက်ကျွန်တော်တို့စိတ်ခံမှာဆိုလုံးငယ်ဆက်ရှောင်းပြည်သူတိရောက်လာတဲ့ခါမှာနေရထိုင်ခေါဒီစာဖို့သားဖို့တိကနေပြီးကစိခံလေပတ်ဖို့အနိရှတိနေပြီးဖိုက်လာစတဲ့ဟင်းပါတယ်ဒီပန်နေပြီးကစိခံနှစ်ခုစာအတွက်လေပတ်နိုင်ဖို့ကိုရိုနေပြီးကတတ်နိုင်တဲ့ဘက်ကဝမ်းဝမ်းကူညီပြီးကြရအလှရှောင်းပေါင်းလို့ကိုလည်းတောင်းနေပြီးအထူးကျေးဇူးတောင်းဟင်းပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့လူတိုင်းမှာဆိုလုံးဟင်းကကျမ်းမာရည်တီအောင်တိုင်းမှာအရေးကြီးပါမလားကျွန်တော်တို့ပေတော့မှာဆိုလို့ငါတချို့တဒေါင်းဌာနတည်းတဒေါင်းဌာနအများအပြတ်မှနေပြီးတဲ့စတိတ်တွေ့ရပါဖို့ကျွန်တော်တို့နေပြီးပေဒေါင်းကနေပြီးကျွန်တော်တို့စိုက်ဆောင်ပြည်သူတိမှာတခါတလေမိုက်တရာအပြီးဆရာစတိတ်တချို့အဆောင်ပေအင်ဒီမလာပြီးဒါမှ probably အဝါရှိုပြီးဆရာစတိတ်ရောင်းပိုင်အများကြီးဟင်းကပါတယ်ရောင်းပိုင်လောက်ကန်စားသားဖို့အတွက်ဟန်နေပြီးကျမ်းမာရီကအရေးကြီးပါတယ်ကျမ်းမာရီတခုဖိုက်ဖို့ဆိုလို့ဇာတခုမှလေးတော့မလုံနိုင်ပေနဲ့ဒီထက်မကအဆောင်မပြေမှုတိဖိုက်လာဖို့ဆိုတာဒီအောင်လုံးသိကဖို့ဖိုက်ပါတယ်ကျွန်တော်တို့စီကမှာဆိုလို့ဟင်ကအခါမစီကူတာပြီးရဘရောင်းနေပြီးကရောင်းလူနာတယောက်ရောက်လာလို့ဟင်ကစီဝါပုတ်တာဇရိုက်ဘရောင်းနောက်ထပ်နေပြီးကရောင်းလူနာရဲ့နေပြီးကပရန်ဖို့အခါမှာလန်ဇရိုက်ကအစနေထိုင်စားတော့ဖို့ဇရိုက်ကအစနေပြီးကပရန်လို့ကူညီပြီးစတဲ့ဟင်ပါတယ်ဇာကောင်ဆိုလို့ဟန်ကကျွန်တော်တို့စီခက်မှနေပြီမကမကတွေ့ရပါတယ်လူနာတယောက်နေမကောင်းခိုင်းလို့နေပြီစီလာကုတ်ရလူနာတယောက်စားနေပြီရောက်စီခန့်ကိုလာဖို့ရေးအုံးမကားနဲ့နေပြီအလွန်ဆုံး1200ပဲကြပါဖို့ကားနဲ့ဖိုက်ဖိုက်ဆိုင်ကနဲ့ဖိုက်ဖိုက်1200တော့မကြလန်ခရီလင်းငထောင်း1000ဒီလောက်ပဲကြဖို့လန်ခရီကိုနေပြီမစိနိုင်လို့လမ်းလျှောက်ပြီး3မိုင်လောက်လမ်းလျှောက်ပြီးနေပြီစီခန့်ကိုလာကုတ်လူတီဟင်းကပါဒီကကျွန်တော်တို့စီခန့်ကနေပြီးဇာနဲ့လာလေးဇာပိုင်နေပြီးရောက်လာလေးမင်းကြိတ်ခါမှာအောင်တန်မှနေပြီးစိတ်မကောင်းစရာဖရက်ရပါကျမ်းမာရေးရှင်တမုံရှိကုသဖို့အတွက်နေပြီးဒီလောက်နေမကောင်းဖရိုက်နေဂရကလမ်းလျှောက်ပြီးလာရတယ်ဆိုကေစလောက်တီရောင်းလာဖို့ကောင်းပါလေဒီကောင်တိကိုနေပြီးပရိုဖို့ဆိုလို့ငယ်အောင်တန်မှစိတ်မကောင်းစရာဒီဖရက်ရပါတယ်ဟုတ်ပါတယ်ညောင်းတွန်းနေအခုပိုင်နေပြီးစီဝါဇရိုက်စီခန့်နေပြီးလေပေါနိုင်ဖို့အတွက်နေပြီးလူတန်းပြီးတော့ကောင်းတဲ့အောင်တိုင်မှမောင်းမရဲအလောက်ထူဖိုက်ပါတယ်ဟုတ်ပါတယ်အခုခါဆိုလို့ဟန်ကြီးကိုတူတို့နဲ့မိသားစုကကျွန်တော်တို့စီခန့်ကိုရှိုက်စစ်တဲ့တင်ကြစီဝါတီမပြည့်စုံမှုတိစီခန့်မှနေပြီးလိုအပ်တဲ့အရာဒီပုံဆွဲနိုင်ဖို့အတွက်နေပြီးအခုပိုင်လူတိုင်းလာပြီးစားဖိုက်ပါတယ်ကိုပိုင်လူတန်းပြီးရတဲ့အကျိုးကျေးဇူးကြောင့်ကျွန်တော်တို့ကိုတူတို့နဲ့မိသားစုတို့ဒီထက်မကအလောက်ကန်တိအဆောင်ပြေပြီးစီဝါလူတန်းရတဲ့အကျိုးကျေးဇူး ground လေးတက်ရကျမ်းမှာရှမ်းသာစာနဲ့မိမိတို့လိုရာစန္ဒဘဝကိုအောင်မနိုင်ကြပါစေစိုက်ကူနဲ့ဘဝတထတဲ့ကြားနိုင်ကြပါစေလို့ဆုတောင်းမိုက်တာပေါ်ပါပါတယ်အလုံးကာရပူပါတာရီသွားပါ